4ယောက်ယူတယ်4ယောက်ယူတယ်ဆိုတာအဲ့ယောက်ကြားမှာဟိုလား10သက်စားမကုန်စီးစိမ်တွေကပုံနေတာဂရေဂရာတွေပုံနေတာတီးကြအောင်ဘာလို့လဲဆိုတော့ဒီ society ကဒီဘာသာရေးနဲ့ဒီဒလီထုံးစံတွေကနေမှာဟုတ်ကဲ့မင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့အာဂမွတ်စလင်မျိုးသမီးတဦးရဲ့ပြောဆိုချက်ကိုတင်ပြပေးသွားမှာမိမိတို့၏အမြင်ကိုလည်းကွန်မန့်ရေးသွားနိုင်ပါတယ်ဒီ channel ကို like and subscribe လုပ်ပေးကြဖို့တောင်းဆိုသလိုတင်တိုင်းသိအောင်ခေါင်းလောင်းလေးပါနှိပ်ပေးထားဖို့မမေ့နဲ့နော်ကျေးဇူးပါဗျ4ယောက်ယူတယ်4ယောက်ယူတယ်ဆိုတာအဲ့ယောက်ကြားမှာဟိုလား10သက်စားမကုန်စီးစိမ်တွေကပုံနေတာဂရေဂရာတွေပုံနေတာဒီနေ့ပေါ့နော် line ပေါ်မှာဟိုဒီ social media မှာပေါ့နော်ဒီမျိုးသမီးတွေအခွင့်အရေးနဲ့ပတ်သက်ပြီးတော့ post တစ်ခုက page တစ်ခုကနေ share လိုက်တာပေါ့နော်မျိုးသမီးတွေကယောက်ျားတွေကို wish shop ပေးဖို့လည်းမလိုဘူးထမင်းချက်ပေးဖို့လည်းမလိုဘူးတာသမီမွေးခဲ့တဲ့တိုင်အောင်လို့တိုက်ကျွေးဖို့လည်းမလိုဘူးပေါ့နော်ဒါပေမဲ့တာသမီကိုဘေးယောက်ျားကဆက်ဆံခြင်းတဲ့ချိန်ကြရင်ဘေးချိန်မှာပဲဖြစ်ဖြစ်အများနဲ့အစဉ်တင်ပြနေရမယ်ဆိုပြီး post ကိုတင်လိုက်တာပေါ့နော်အဲ့လို post ကိုတင်လိုက်တော့အောက်မှာလည်းဘာသာဝင်တော်တော်များများဟာဒီကိစ္စတွေသူတို့မသိဘူးသူတို့မသိဟုတ်ပါတယ်တော်တော်များများလည်းမသိကြဘူးဘာလို့လဲဆိုတော့ဒီ society ကဒီဘာသာရေးနဲ့ဒီဒလီထုံးစံတွေကနေမှာဒီအမျိုးသမီးတွေခေါင်းကိုပေါ့နော်ဒါစေးထားလိုက်တာပေါ့နော်စေးထားလိုက်တော့အမျိုးသမီးတွေကစောတကလည်းမတက်ဘူးဒီယောက်ျားရဲ့ယောက်ျားကိုလေးစားရမယ်ဟလာနောက်ပြီးတော့ယောက်ျားရဲ့အမိန့်ကိုနာခံရမယ်ယောက်ျားရဲ့အမိန့်ကိုနာခံမှယောက်ျားရဲ့ကျင့်တဲ့မှုကိုရမှဂျန်နတ်ကိုရမယ်ဘာညာဘလ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 ာပေါ့နော်ဆိုတော့အဲ့ဒီမှာဘာသွားဖြစ်လဲဆိုတော့နောက်တစ်ခုလေးအဲ့ပြောချင်တာပေါ့နော်ဒီ Facebook ဆိုတာဒီဒါယဟူဒီပေါ့နော်ဒါစုစကာဘက်ကတီထွင်ထားတဲ့ရာတစ်ခုပေါ့နော်အဲ့ဒီပုံမှာဘာသာရေးလုပ်နေကြတော့အန်အော်တာပေါ့နော် sharing လုပ်တာပေါ့နော်အဲ့ဒါကိုလည်းအန်အော်နောက်ပြီးတော့ဒီ Nasrani တွေတင်ထားတဲ့ဖုန်းတွေတုံးပြီးတော့ဒီယဟူဒီတွေရဲ့ဒီတွေ့ထားတဲ့အဲ့ဒီ social media ကိုတုံးပြီးတော့ဒီပေါ့နော်ဒီဘာသာရေးတွေဆွေးနေတာပေါ့အဲ့ချိန်ကတော့ဒီ Facebook မှာဆိုလူမျိုးကဘောင်းစုံတယ်လေအခါကျသူတို့ကဖတ်လိုက်တော့သူတို့ဒီတင်တဲ့လူကတော့ page မှာတော့ဒါမျိုးသမီးတွေကပေါ့ too special အခွင့်အရေးပေါ့မျိုးသမီးတွေကအခွင့်အရေးရှိရဆိုပြီးတင်လိုက်တာဒါပေမဲ့တခြားဘာသာတွေမှာသူတို့အဆိုရင်တော့ဒါလုံးဝယောက်ျားတွေရဲ့ဒီဆန်တော့ဖြစ်ဟို sex doll လို့လာဒီယောက်ျားတွေအချိန်ကြီးလိုချင်တဲ့အချိန်ခံမေးရမယ်ဆိုတော့အဲ့တော့အတင်မတို့အုံညင်ရင်နေတာတော့ level နေတာတော့ထားလိုက်တော့ဆိုတော့အဲ့လိုမျိုးတင်လိုက်တဲ့ခါကျသူများအဲ့လိုတွေထင်ကုန်တော့ဆိုတော့အဲ့မှာဘာဖြစ်သွားလဲသာသနာကပြကျင်တာတကူကိုယ့်ကိုယ်ပဲသာသနာထဲမှာကိုယ့်ကိုယ်ပဲပြန်ဆွဲချသွားတာဒီအမျိုးသမီးတွေပါနော်ဆိုတော့ယောက်ျားလေးကသူဆန္ဒရှိတဲ့အချိန်မျိုးနေရမယ်ဆိုတာကအဲ့ဒါကလေလွဲမားတယ်ဘာလို့လွဲမားလဲဆိုတော့တာနာမှာဒီ social ကိစ္စကိုဒါတာနာ Islam တိုင်းဝိုင်းကဒါအားကိုရှက်ကြောက်ကြီးပြီးတော့ဒါမလိုလားတဲ့ပေါ့နော်ဒီအများကြီးဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာအခုဒီဟာကနှစ်ဦးသဘောတူနှစ်ဦးလုံးစိတ်ပါမှနှစ်ဦးကျင့်တော်ရမယ့်ကိစ္စလေးယောက်ျားတစ်ယောက်တည်းစိတ်တွေပါပြီးယောက်ျားတစ်ယောက်တည်းပဲထိုင်နေလို့မရဘူးလေမျိုးသမီးရဲ့အခွင့်အရေးရှိတဲ့မျိုးသမီးကလည်းဆက်ဆက်ခြင်းနဲ့စိတ်ရှိရအောင်ပါလေဘာလို့မျိုးသမီးကယောက်ျားရဲ့တဆင့်အောင်ကိုကိုယ့်ကိုခုံစင်းသွားတာလေခုံနှိမ့်ချပလိုက်တာလေပေါ့နော်ဆိုတော့ဒါနှစ်ဦးသဘောတူဆက်ဆံရမယ်ကိစ္စလေအမျိုးသမီးက messaging လာနေဟုတ်တယ် messaging လာတာတော့ messaging လာရင်တော့စင်ကြီးရမယ်ဆိုတာကိုသိဒါတချို့မင်းတို့သမီးက messaging လာမှနာတာမဟုတ်ဘူး messaging မလာခင်တပတ်တော့မှကလေးခါခိုက်တာဘိုင်းနာတာရှိတယ်လေဟုတ်လားဆိုတော့ယောက်ျားတွေပြီးမှမိန်းမတွေအခွင့်အရေးရမှာဆိုရဲအဲ့ဒီအတွေးခေါ်ကိုရေးစေးပြစ်လိုက်ရမှာဒီလောက်2026ရောက်နေပြီဒီအတွေးခေါ်ကြီးနဲ့ကိုအခွင့်အရေးဒီလောက်လေးရအဲ့ဒီလောက်လေးရယောက်ျားတွေပြီးမှရတာမဟုတ်ဘူးမိန်းအမျိုးသမီးရဲ့အခွင့်အရေးကိုIslam သာသနာထုံးကားလာတာကအမျိုးသမီးရဲ့အခွင့်အရေးကိုဖိနှိပ်ခဲ့တဲ့ဒီအာရပ်ပြည်ထဲမှာအမောင်ကြီးကိုတမန်တော်ကြီးကတွန်းလှန်ဖြစ်ခဲ့လို့ဒီနေ့ Islam ကဒီသာသနာကထုံးပေါက်လာတာပေါ့နော်သာသနာအမြင့်ကိုရောက်လာခဲ့တာကအမောင်ကြီးကိုတွန်းလှန်ခဲ့ပြီးတော့ရောက်လာခဲ့တာပေါ့နော်ဒါပေမဲ့အခုကအမောင်ကြီးကိုပြန်သွားတယ်ပြီးတော့ဒီမြန်မာပြည်မှာကျင့်သုံးနေတဲ့ညာသောအဖြစ် Islam ရဲ့လောတိုင်းကိုတွားပြီးကျင့်သုံးနေတာမဟုတ်เนาะဒီအိန္ဒိယ reason ပေါ့เนาะအိန္ဒိယနဲ့နေတယ်ကိုရီးယားအိန္ဒိနာချင်းဖြစ်တယ်အိန္ဒိယနေမှာတစ်စင်ကိုဒီသာသနာရောက်လာတဲ့ပုံစံဖြစ်တာပေါ့เนาะဆိုတော့ခုနကအဲ့ဒီလိုရောက်လာတဲ့အခါကျတော့ဒီဘယ်လိုပြောရမလဲအခုကိုရီလူတွေလည်းအကုန်လုံးမြင်နေရတယ်ပေါ့เนาะဒါအမျိုးသမီးတွေဆိုလို့ရှိရင်အိမ်ထဲမှာဥကွာပကံနေချက်ဝတ်တွေရှော့ကလေးတွေတပြုတ်မွေးဟာလာယောက်ျားအသေးဆိုသေးရှင်းဆိုရှင်းယောက်ျားအမေဟိုပါပေါ့เนาะဆိုတော့အဲ့ဒီမှာနောက်တစ်ခုပြောချင်တာလေဆိုတော့ကျွန်တော်ဒီဘာသာဝင်တွေရောဘာသာကြားတွေကို
ဒီ sharing တခုလုပ်ချင်တာပေါ့ကျွန်တော်တို့ဘာသာမှာလေ၄ယောက်လူခွင့်ရှိတယ်ဆိုတာလေ၄ယောက်ယူခွင့်ရှိတာကိုခဏဘေးချိတ်ပြီးတော့အိမ်အောင်ပြုတ်တော့မယ်ဆိုအိမ်အောင်ပြုတ်ခွင့်ကိုပါဘေးချိတ်ဘလို့လူမျိုးကအိမ်အောင်ပြုတ်ခွင့်ကိုတာဝန်ထိုက်ရဆိုလို့ရှိရင်ဒီအိမ်အောင်ပြုတ်တော့မယ်သူမှလားဒီယောက်ျားစွမ်းရည်ပေါ့နော်ယောက်ျားစွမ်းရည်လည်းရှိတယ်ခန္ဓာကိုယ်ကစွမ်းဆောင်နိုင်တဲ့စွမ်းရည်ရှိတယ်နှစ်ချက်ကဒီအိမ်အောင်ရဲ့တာဝန်ကိုပကုံးပေါ်မှာတင်နိုင်တယ်ပေါ့နော်ရှာကျွေးနိုင်တဲ့ဝင်ငွေတစ်ခုရှိမှအိမ်အောင်ကတာဝန်ကြတာเนาะဆိုတော့အဲ့တော့တစ်ချောင်းလေးပါယုံနဲ့မရဘူးခန္ဓာကိုယ်ကဖွံ့ဖြိုးနေုံနဲ့အရွယ်ရောက်နေုံနဲ့မရဘူးเนาะဆိုတော့အရွယ်ရောက်နေတဲ့ရှောင်ကျွေးနိုင်မှုဆိုရင်တခြားနီးလန်းရှိတယ်ဟလာဥပုပ်ထားပြီးတော့ကိုယ့်ရဲ့ဒီတာဟီတက်နေတဲ့ဟာကို short ချမဟုတ်ဘူးဆိုရင်ပတ်စံရှာပြီးမှအဲ့ခဏကိုခွန်အားရလည်းအရန်ကိုတစ်ချိန်လုံး24နာရီတုပ်ဖို့ကထမ်းနေတာဆိုတော့သူ့မှာစွမ်းဆောင်နိုင်တယ်ယောက်ျားအစွမ်းကလည်းအရန်ကိုပြည့်နေတယ်ဟုတ်လားဆိုတော့ပြီးတော့ဒီစီးစိမ်တွေကလည်းဒီဟာအရော့ဒီမိမောက်လည်းကွန်ဒိုတစ်ခါဒီရောက်အလက်ကိုလည်းကွန်ဒိုတစ်ခါအဲ့လိုမျိုးပေးနိုင်မှာအဲ့လိုမျိုးယူခွင့်ပေးထားတာတာဝန်ပေးထားတာပေါ့နော်အဲ့ဒါကိုအခုကျတော့ဘာလုပ်လဲဆိုတစ်ချောင်းနဲ့ပါတဲ့အဘိုင်တို့ကလည်းယူတယ်၄ယောက်အဲ့တစ်ချောင်းနဲ့ပါတဲ့အဘိုင်ကိုလည်းအဘူတို့ကယူတယ်၄ယောက်ယူခံတဲ့အကြီးငတ်ငယ်တွေလုံးဆိုရှိလိုက်တော့စီးစိမ်ရှိရလားဆိုစီးစိမ်မရှိဘာရှိရလဲဆိုတစ်ခုလည်းရှိရအဲ့တစ်ခုလည်းနဲ့၄ယောက်ယူရဲအဲ့တော့သာသနာနာမည်ကြီးပြက်တယ်ဘာအလားခွင့်ပြုတာအလားခွင့်ပြုလဲဆိုအလားရဲ့အလားဓာတ်ရိုက်ခွင့်ပြုတာမှာအလားကတရိကာနဲ့လမ်းစဉ်နဲ့ချမှတ်ပေးတာအဲ့လမ်းစဉ်လည်းသူတို့အကုန်လုံးကသူတို့လိုချင်နေတာဖြတ်ငတ်ကြက်ငတ်လုပ်ပြီးတော့စိတ်ကြိုက်သာသနာတစ်ခုနဲ့စိတ်ကြိုက်ဖရားတစ်ခုနဲ့တွားနေလိုက်တယ်အဲ့မှာဘာဖြစ်လဲဆိုတော့သူများပါသမား၄ယောက်ယူတယ်ဟုတ်လား၄ယောက်ယူတယ်တယောက်တည်းနဲ့မတင်းတိမ်တယောက်တည်းနဲ့မတင်းဘူးတယောက်တည်းနဲ့တင်းတိမ်ပြီးတယောက်တလင်းတမယားကအကောင်းဆုံးလို့ပြောထားတာဒါပေမဲ့လူသားကိုဖန်ဆင်းထားတဲ့အရှင်ကဒီလူသားရဲ့သဘာဝဒီဗီဇကိုတည်တဲ့ပုံမှာမင်းရှိလားရှိရင်မတာဝန်ကြည့်နိုင်လားဒီကလေးတွေကိုတမီလင်တမယားနဲ့မွေးထားတဲ့ကလေးပုံမှာတော့မှဒီကလေးကြီးကိုချက်တယ်လို့ဒီကလေးငယ်ကိုလည်းချက်ရမယ်ဒီအကြီးကိုလှုပ်ပေးတယ်လို့ငယ်ကိုလည်းလှုပ်ပေးရအဲ့တော့မယားကြီးကမွေးမယားငယ်ကမွေးတာအဲ့ဒါတွေမင်းတို့တာဝန်ကြည့်နိုင်လို့လားမကြည့်နိုင်မွေးခိုင်းမှုအဲ့ဒါသားသမီးမွေးတဲ့ကိစ္စအဲ့သားသမီးမွေးတဲ့ကိစ္စလည်းပဲအလ္လာဟ်ကကျွေးတယ်အလ္လာဟ်ကကျွေးတယ်အကုန်လုံးလည်းကျွေးတယ်ဒါပေမဲ့အကကောင်းမှလည်းအုံအောင်ထည့်ပေးထားတယ်ဟုတ်တယ်နော်ဒီခေတ်မှာကလေးတွေက society မှာပညာသင်မှုသူငယ်တဲ့အနေမှာဒန်းအနေမှာအဲ့လိုကြောင်းတက်ဖို့ private လာ school လို့ဘာလို့သွားနေတဲ့အချိန်မှာကိုကလေးတွေတပြည့်ပြည့်မွေးတယ်ဒီလိုကြောင်းတော့တက်ပြီးတော့ငါတော့လာနေမှာပို့တော့ဟာဗီကျောင်းနေမော်လ်ဗီကျောင်းနေဘတ်ဆိုပို့လိုက်အဲ့ကနေထွက်လာလိုက်တာမာရှာအလ္လာလူတိုင်းဝိုင်းကြီးရန်ကိုစုပြေးသားရနေတာဟုတ်လားဆိုတော့အဲ့ဒါကလေးတယောက်မွေးပြီးရတဲ့ပဲဟင်းစားတဲ့အကြောင်းပို့လိုက်တာအကြောင်း back ဆိုကောက်ပို့လိုက်တာကလေးတွေအများကြီးမွေးတာမိသားတွေအများကြီးမွေးတာတယောက်ကမော်လ်ဗီဘက်ကမှတယောက်ဟာဗီကျောင်းမှာတော့ရန်ကုန်မှာဖက်လိုက်တယောက်ကဥက္ကမှာဖက်လိုက်တယောက်ကမန္တလေးမှာဖက်လိုက်တယောက်ကစူးလီမှာဖက်လိုက်မာရှာအလ္လာအကုန်လုံးတာဝန်ဝိုင်းပြီးယူလိုက်ရပြီးသားနာမိုက်တယ်တာနာရန်ပါပတ်ပြတာမဟုတ်ကိုမွေးပြီးကိုတာဝန်မယူနိုင်လို့အလ္လာဟ်ကချေးတာမဟုတ်ဇကတ်ကအစ္စလာမီဇကတ်နဲ့ဝိုင်းပြီးပေးတဲ့ကျောင်းတွေမှာပို့ပလိုက်တာငါတို့လက်ကလွတ်ကျွတ်ပြုတ်ဆိုပြီးတော့ဆိုအရင်ရုပ်ပေါက်တယ်လေဟုတ်လားတကယ်အိုင်ကျူနေတဲ့လူတွေပဲပညာမတတ်တဲ့လူအိုင်ကျူနေတဲ့လူပဲမိမတွေအများကြီးကလေးတွေအများကြီးမွေးတာနော်အိုင်ကျူမြင့်တဲ့လူတွေပညာတတ်တဲ့ယောက်ျားတွေကတလင်တမယားနဲ့ကလေးမွေးအဲ့ကလေးတယောက်ကို quality ရှိနဲ့နေထားတစ်ခုမွေးတာဟုတ်တယ်နော်နောက်ပြီးတော့အဲ့ခုနကပြောချင်တဲ့ခေါင်းစဉ်ကလွဲသွားတယ်မျိုးသမီးတွေရဲ့အခွင့်အရေးကိုအလ္လာဟ်ကဓာတ်ရိုက်ချင်းမြင်ပြီးသားဘာလို့ယောက်ျားတွေကပြီးမှအမျိုးသမီးကိုရေးရှိတယ်လို့ရှင်တို့တွေကထင်နေရတာတော့အဲ့တော့ TV ဘာလို့ Facebook ပေါ်မှာတင်တာတော့အမျိုးသမီးရဲ့အခွင့်အရေးလူဖြစ်ပြီဆိုရင် human right လူတယောက်ဖြစ်လာအဲ့လူတယောက်ရဲ့ခံစားချက်အပြည့်ရှိတယ်ယောက်ျားတွေအတွက်နှိမ့်မနေဘူးယောက်ျားတွေနဲ့နှိမ့်ငယ်လို့ထင်တာကိုယ်လိုက်ထင်လို့ယောက်ျားတွေကနှိမ့်အောင်ဆွဲချလို့ရတာလူဖြစ်လာပြီဆိုတာနဲ့မိမအခွင့်အရေးအပြည့်ရှိပြီးသားသာသနာမှာပြစ်ထားထမ်းထားတဲ့ဟာလှန်ပြီးရှာပြီးဖက်နှကန်းဒီလေးဆိုပြီးအိုင်းလိုက်နာလေးဆိုပြီးตายရမနေနဲ့ဟာဒါဒီပြောတာမော်လ်ဗီဆာကပြောတာဒီခွင့်ရရှိတယ်ဆိုตายရနေတာဟဲ့အားလုံးမင်္ဂလာပါကိုကလည်းဒီအပိုင်းပေါ့နော်စိတ်ထဲမှာဒီမျိုးသမီးတွေနဲ့ပတ်သက်ပြီးအစ္စလာမ်မှာမျိုးသမီးတွေနဲ့ပတ်သက်တဲ့အခွင့်အရေးတွေနဲ့ပတ်သက်ပြောဖြစ်နေတာပေါ့ပြောဖြစ်နေဘောလီဝုဒ်က hack ဆိုတဲ့ရုပ်ရှင်တကားပေါ့နော်အဲ့ရုပ်ရှင်တကားလည်းတိုက်ဆိုင်ထွက်လာတာနဲ့ပတ်သက်ပြီးတော့မျိုးသမီးတွေရဲ့ hack နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကိုတလတ်ဒီတင်းတလတ်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ကိုယ်တိုင်မျိုးသမီးဖြစ်တာလည်းတကြောင်တင်းတလတ်နဲ့နင်နာသူဖြစ်ခဲ့တယ်တားကောင်ဖြစ်ခဲ့တယ်ဒါလည်းတကြောင်ပေါ့နော်ဆိုတော့အဲ့တော့ဒီအစ္စလာမ်မျိုးသမီးတူတွေအတွက်ကောဒါပြီးတော့ခါကြတော့ဒီဒါကိုရီဆိုလို့ရှိရင်ပြောရမယ်ဆိုရင်ဒီဘာသာရေးအသိပညာအတိုင်းအတာတစ်ခုရှိခဲ့သည့်တိုင်အောင်ပါဒီအချက်တစ်ခုမသိခဲ့ဘူးပေါ့နော်ဘာလို့မသိခဲ့ဘူးဆိုလဲဒီဥစ္စာကိုဖုံးထားလို့မသိတာပေါ့နော်ဘာလို့လဲဆိုက
ရှေ့ဆက်ဆက်ကဒီအာလင်တွေကဒီအချက်ကိုဖုံးခဲ့လို့မသိတာပြီးတော့ကိုရန်ကိုကလည်းအခုနောက်ပိုင်းမှာကိုရန်ရဲ့ကိုရန်ဟိုလေ့လာလာတဲ့ပုံမှာနော်ကိုရန်ရဲ့အမျိုးသမီးအခွင့်အရေးကိုအဲ့ဒါတွေကိုလေ့လာရင်းနဲ့မှတိလာတာပေါ့နော်ဆိုတော့သုံးတလက်ကပြီးလို့တင့်တော်တယ်ပဲပြောတာအဲ့ဒါကရှရာကတင့်တော်တယ်လို့ပြောထားတာဒါပေမဲ့ကိုရန်မာကတင်းတလက်ပေးတာမရှိဘူးအဲ့လိုတင်းတလက်တစ်ထိုင်နဲ့ပေးတဲ့ယောက်ျားကိုချိန်နံပေးဖို့ပြောထားတယ်ဟုတ်တယ်နော်အဲ့ဒါလေကိုရန်မှာပြောထားတာတကြောင်နောက်တစ်ခုကဒီတင့်တော်တယ်လို့ပြောခဲ့တဲ့ဟာဒီစ်တွေကနေမှာအဲ့ဒီအချိန်မှာဥမာရော်ဒီခင်ကဘာပြောခဲ့လဲဆိုအဲ့လိုတင့်တော်တယ်မှန်ပေမဲ့အဲ့လိုတင်းတလက်ကိုတစ်ထိုင်နဲ့ပေးတဲ့ယောက်ျားကိုချိန်နံပေးတဲ့နဲ့ဆိုတဲ့စကားဟာဒီစ်ကိုဆွဲကင်ထားတဲ့ဒီအာလင်ဆက်ကအာလင်တွေကမယိုးသားမှုတစ်ခုဟာဝုန်းဆိုပြီးပေါ်လာတာနော်ဆိုတော့အခုကဒီရုပ်ရှင်ကဘာကိုပြလိုက်လဲဆိုတော့အာလင်တွေရဲ့မြို့သမီးတို့ပေါ်မှာမယိုးသားမှုကိုဖော်ပြလိုက်တယ်လို့ဖြစ်သွားတာမြို့သမီးရဲ့မျက်လုံးတွေပွင့်လာတာအင်တာနက်ခေတ်ဆိုရှယ်ခေတ်မှာနော်ဆိုတော့ဒါအလင်းတစ်ခုလည်းပြစ်လာတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းပြပြကြတယ်နော်ဒီနေ့ society မှာဘာဖြစ်နေလဲဆိုတော့အမျိုးသမီးတွေကိုနေကလောက်တဲ့အချိန်မှာဟိုဘက်ဒီဘက်လာတောင်းရနေဟိုဘက်အမျိုးပါတယ်ဒီဘက်အမျိုးပါတယ်ဒါပေမဲ့တလက်ပေးတဲ့အချိန်မှာကြာရင်ဘေးဘက်အမျိုးမှမပါဘူးဘေးမော်လ်ဘီမှလည်းမပါတော့နော်ဆိုတော့အမျိုးသမီးတွေအခွင့်အရေးကိုလည်းမျက်ွယ်ပြုတ်ထားတယ်မင်းတို့ကကိုဝါရီကြီးဆိုဗလာသားဦးစိတ်တက်နေပေါ့နော်မင်းတို့ကဘယ်လိုပေးလိုက်တင်းတလက်ပိုင်နေငါတို့ကဖတ်တော်ထုတ်ပေးလိုက်မယ်မင်းတို့ပေးလိုက်ပြီးကွာရှင်းလိုက်ဟုတ်လားဆိုတော့အဲ့လိုလုပ်ခဲ့တာကဘလို့အကျိုးဆက်တွေဖြစ်ခဲ့လဲဆိုတော့နော်ကိုယ်တိုင်လည်းနော်အမျိုးသမီးဖြစ်ခဲ့တယ်နော်ဒါရွှေလျာအာလင်နေပေါ့နော်ရွှေလျာအာလင်နေဆိုရင်ကိုယ်မြင်သိမလားတော့မှတ်မိနေမလားမသိဘူးဒါပေမဲ့လည်းကိုဗစ်မှာလည်းအလားအမိန်ခံသွားကြပြီလားမသိဘူးနော်အမျိုးသားကတင်းတလက်ပေးလိုက်တယ်အာလင်နေရှိမှတင်းတလက်ပေးလိုက်တယ်ဘေဘီပလီမှာအလူငွေထည့်လိုက်တယ်ဒါမိန်းမပေါ်မှာအစ္စလာမ်ရဲ့လောနဲ့ပတ်သက်ပြီးတော့ဘာမှမလုပ်ဘူးအာလင်နေကလည်းလုပ်ဖို့မတောင်းဆိုရဲကြောက်ဇပ်ပိတ်ပြီးနေလိုက်တလက်ပေးလိုက်ပြီဆိုတာကိုပဲလာအကြောင်းကြားတယ်စာရွက်တွေ့ရလားโอเคဆာရတလက်ဆာရလာပြီဆိုလိုက်တော့မယ်လေလိုက်ပြီလေဟုတ်ပြီအာလင်9ယောက်ရှိမှပေးလိုက်တာအဲ့ဒီအာလင်တွေကိုသွားမေးပြီကျမကိုတလက်ပေးလိုက်တာဒီကိုတလက်ပေးလိုက်တာလေလို့ပေါင်းလို့မရတာတည်တယ်ပေါင်းညင်လို့လာတာမဟုတ်ဘူးလေဒီတလက်ပေးပြီးသွားပြီဆိုဒီယောက်ျားကအကျဉ်လင်များဖြစ်တဲ့အချိန်မှာမဟတ်ပေးပြီးပြီလားမေးပေးလားမေးခဲ့လားအကျွေးကြံလားလက်ငင်းပေးပြီးပြီလားမေးလားမေးဘူးအသက်ဆောင်တဲ့ကာလကိုစားကြည့်နေစေထောက်ပံ့ရမှာကလေးတွေနဲ့ပတ်သက်တဲ့ကလေးတွေရဲ့ဈေးထောက်ပံ့ကြည့်အဲ့ဟက်တွေနဲ့ပတ်သက်ပြီးတော့ဒါတော့မာရှာလာအလာမိဘကိုကျေးဇူးတင်တယ်အဖေကိုကျေးဇူးတင်တယ်အဖေကအေးလင်းပညာကိုတေးချငယ်စဉ်ကတင်ပေးခဲ့လို့အဲ့တတိရှိနဲ့ရုပ်ရှင်တွေကမင်းသမီးလိုပဲကိုလည်းအဲ့အာလင်တွေကိုမေးခွန်းထုတ်ခဲ့အဲ့ဒီချိန်ကအမျိုးသမီးရာကကိကောင်းတဲ့အချိန်ကျမဒီစာရွက်ကိုယူသွားပြီးတော့ဒီဟာနဲ့ပတ်သက်ပြီးကျမအမျိုးသမီးရာကိုသွားမှလို့လည်းပြောလိုက်ရောမာရှာလာသူတို့ကအလာကိုမကြောက်ဘူးနီးရဓာတ်ကိုကြောက်တယ်ဟာဒီမိန်းကလေးမလွယ်ဘူးစာရွက်ကိုပြန်ပေးဆိုပြီးတော့ပြန်သိမ်းလိုက်တယ်အဲ့တော့ဒီတလားပေးပြီးသားယောက်ျားရှိကနေကွာရှင်းဖို့အတွက်ဥလမာမှာ3နှစ်ကျော်တော်တော်ပြီးငိုပြတော့မှနော်ရှာကြီးဖြော်ရီပိုင်ရှင်မော်လ်ဘီအီဘရာဟင်ကသူရွှေလီဒီတစ်ခါသွားရင်သမီးတို့အင်ရှာလာမမူလုတ်ခဲ့ပေးမယ်ဆိုပြီးတော့လုတ်ခဲ့ပေးလို့သူ့ရဲ့ weight နဲ့သွားခဲ့လို့ဟုတ်ပါတယ်ပေးထားတာတော့မှန်တယ်အဲ့ဒါဆိုမင်းတို့အားလုံးသိဒီပေးခဲ့တဲ့အချိန်မှာရှိတဲ့မော်လ်ဘီတွေလက်မှတ်ထိုးပဲအဲ့လက်မှတ်ပေးလိုက်မှဒီမျိုးသမီးကအဲ့ယောက်ျားရဲ့လက်ကနေတရားဝင်လွတ်မြောက်ခြင်းရခဲ့တာသားသမီးစီရဲ့ဝေးမြို့သမီးရဲ့ဟက်ကိုလေးလမ်းမလေးစားဘူးစိတ်လမ်းမဝင်စားဘူးမြို့သမီးတယောက်ကအမျိုးသားတယောက်နဲ့ကွဲသွားတဲ့အချိန်ကျရင်အမျိုးသမီးရဲ့ဘဝဘယ်လိုရက်တည်မလဲဆိုတာကိုသာသနာတော်ကအမေများရှင်သာသနာတော်ကအမေများရှင်ပြောတာလေစကားလေးတော့ချူလဲကျမတို့လည်းပြောတတ်တယ်ဒါပေမဲ့သာသနာအမေမတွေတော့တောက်ကမရှိသာသနာအခီးတွေတော့ပဲတောက်ကရှိတာဒါမှပါဝင်နေလာမယ်လေဟိုအလူငွေပေးတော့တာပစကလေးပေးအဲ့တော့ဒီရုပ်ရှင်ထဲမှာလည်းဒီအမျိုးသမီးကိုဖခင်ကရက်တည်ပေးတယ်မာရှာလာသူ့ရဲ့ဖခင်ကောင်းမြင်တော့ရှိခဲ့တဲ့အတွက်ကျွန်မဝမ်းသာတယ်ကျွန်မတို့မှာတော့မရှိခဲ့ဘူးเนาะအဲ့ဆိုအဲ့ဒီမှာတခုဘာပြောချင်တာလဲဆိုတော့အဲ့ဒီလိုမျိုးဒီအမျိုးသမီးတွေကအစ္စလာမ်မပေါ်ခင်မှာအမျိုးသမီးတွေရဲ့အမွေအပိုင်ကိုမရှိခဲ့ဘူးအစ္စလာမ်ပေါ်လာပြီးမှအမျိုးသမီးတွေအမွေအပိုင်ကိုရှိတာအစ္စလာမ်ပေါ်လာပြီးမှအမျိုးသမီးပညာသင်ကြားခွင့်ဆိုတာရှိတာเนาะအမျိုးသမီးကအလုပ်လုပ်တယ်သူလုပ်တဲ့အလုပ်ကိုပိုင်ဆိုင်ခွင့်ရှိတယ်ဒါတွေကိုအမေမတွေလုံးဝမသိခဲ့ဖုံးထားတာကုရ်အာန်ကိုဖတ်ပါမင်းသမီးကပြောအီကရာမန်ဖတ်လာတဲ့နောက်ပိုင်းတိလာခဲ့လို့ဒီနေ့ကျွန်မတော့ပြောနိုင်တာဟုတ်တယ်နော်ရုပ်ရှင်မှာဒါပါတဲ့တစ်ချက်အဲ့ဒီတစ်ချက်ဆိုတိကုန်မသိဘူးမရတဲ့ခင်က
ကျိန်နံပေးပါလို့လူမြင်ခွဲမှာကျိန်နံပေးပါကြားလဲမကြားဘူးမြင်လဲမမြင်ဘူးကြုံလဲမကြုံဘူးအလမားလဲလှုပ်လဲလှုပ်တာမမြင်ဘူးဘေးအလမားမှမမြင်ဘူးတာပူဝါရီကြီးစိုးနေအားကြောင့်မလို့လေအစ္စလာမ်ကအမြဲစုပ်ယုပ်လာတာလေဆိုတော့အဲ့လိုပြောလို့ရှိရင်သာသနာကိုမကိုးကွယ်နဲ့လို့ပြောရင်သာသနာပါလေဒီလိုပိုင်တာအလာလေအလာပေးတာအီမန်ကငါတို့ပေးတာအလာငါတို့ယုံကြည်ခွင့်ပေးတာငါတို့လူတယောက်ရဲ့ယုံကြည်ခွင့်တိုက်တလုံးယုံကြည်ခွင့်ရှိတယ်အမြင်မတူတာကိုလည်းမြင်ဝိုင်းဆွေးနွေးပြီးတော့လှပတဲ့သာသနာတစ်ခုဖြစ်ခဲ့တာဒါပေမဲ့အခုကအမြင်မတူရင်ရန်သူကာဖတ်တော့ပေးလိုက်ကာဖတ်တော့နေလို့ဘယ်သူကပေးလိုက်တာအလာကနေလို့မန်နေဂျာခန့်ထားလို့လားမခန့်ထားဘူးဟုတ်တယ်နော်ဆိုတော့အဲ့လိုပဲယောက်ျားလေးကအမွေမှာနှစ်ပုံရလို့အဲ့အမွေနှစ်ပုံဘာကြောင့်ပေးတာလဲအမျိုးသမီးတွေကိုယ့်ရဲ့နှမတွေအမတွေမုတ်ဆိုးမဖြစ်သွားခဲ့ရင်ဟုတ်လားအိမ်အောင်ခွဲသွားရင်မိဘရင်ပြန်လာတဲ့အချိန်တိုင်းအဲ့ဒီတာဝန်ကိုယူရအောင်တာဝန်ယူဖို့နှစ်ပုံပေးခိုင်းတာနေလို့မျက်လို့နှစ်ပုံပေးခိုင်းတာမဟုတ်နေလို့အဲ့လိုနှမတွေအမတွေပြန်လာရင်လက်ခံကြတာဖခင်တွေကဗာလဲသမီးကိုထည့်ပေးတဲ့အချိန်ကအဲ့ဒီကနေထွက်ရင်မရက်နဲ့ပဲထွက်ပြန်မလာခင်နဲ့ဆာဗယ်လုပ်ပြီးပေါ့ခါတဲ့အဲ့ဒီလိုခေါင်းဆေးပြီးလွတ်လိုက်တာဘာလို့လို့ရိုက်တတ်ပြစ်ဖုတ်လောက်ခဲ့တာဒါပေမဲ့သာသနာမှာကအဲ့လိုအဲ့ဟိုနောက်ကြိုင်ပါလာလဲလုတ်ကြံစက်တန်ဖောက်ပြန်တာအဲ့လိုဖောက်ပြန်တာမူနာဖစ်တီကဗီဗီယာရှာတခင်မောက်လည်းအဲ့လိုပဲဖောက်ပြန်တယ်ဆိုတော့စူဆွဲချက်နဲ့လာခဲ့လို့အလကဥပမာအနေနဲ့ကုရ်အာန်မှာအလကဗီဗီယာရှာတခင်မှာတန်ရှင်းကြောင်းကိုအလကိုယ်တိုင်ဖခင်အရင်ကမထောက်ခံတဲ့အချိန်လေးယောက်ျားတမန်တော်ကဇဝေဇဝါဖြစ်နေတဲ့အချိန်အလ္လာဟ်ရှင်ကအမျိုးသမီးရဲ့တန်ရှင်းမှုကိုထောက်ခံပေးခဲ့တာအဲ့တော့နေတို့တွေဖောက်ပြန်တယ်ဆိုတော့လွယ်စကားနဲ့အမျိုးသမီးတို့ဘေးစော့လုပ်ပြီးတလက်ပေးဖို့ခွေးကြံနေနဲ့ဆွဲမချနဲ့ဘလို့ပဲဆွဲချကုရ်အာန်မှာအမျိုးသမီးတွေကုရ်အာန်ဖတ်ပါကုရ်အာန်မှာအမျိုးသမီးရဲ့ခွင့်ရရှိတဲ့အမျိုးသမီးရဲ့ရပိုင်ခွင့်ကိုအဲ့ဒီအာလင်နေရှိမှာမရှာနဲ့ဘရာသာဟူစိတ်တဲ့ရှိတဲ့အဲ့ဒီအာလင်နေရှိမှာမရှာနဲ့ကုရ်အာန်မှာရှာကုရ်အာန်မှာရှိတဲ့အဲ့ကုရ်အာန်ကနေမှာတိုင်ပြီးတော့သူတို့ကိုဗဇက်နဲ့သူကိုယ့်ရဲ့ဟတ်ကိုရဲဝံ့ဝဲတောင်းဘာလို့လဲဆိုတော့အမျိုးသမီးကကျမတယောက်တည်းမဟုတ်ဘူးနောက်ထပ်လည်းအများကြီးမျိုးသမီးတွေမြောက်များစွာဗမာပြည်မြတ်မှာအများကြီးမျိုးသမီးတွေရှိတယ်။ဒါတော့အလားတနာနဲ့ကျမတို့ကမျိုးပေါ်မှာနေတယ်ဟာလာအေလင်ပညာကိုလည်းကောင်းတဲ့ဆရာတွေရှိကနေစီးပူတင်ကြားခွင့်တွေကောင်းတဲ့လူတွေနဲ့တွေ့ဆုံခဲ့ရတယ်။အဲ့ဒါကြောင့်မလို့ရဲဝင်တတိရှိစွာပြောနိုင်တယ်။အဲ့လိုမျိုးမပြောရဲရှက်ကြောက်ကြီးပြီးတော့နော်ဒုက္ခရောက်သွားတဲ့အမျိုးသမီးတွေလည်းအများကြီးပဲ။ယောက်ျားတွေနဲ့ကွဲသွားလို့အိမ်ပေါ်သွားလို့ရတဲ့အမျိုးသမီးပျော်မယ်ဖြစ်သွားတဲ့အမျိုးသမီး